အားလုံးပဲမင်္ဂလာပါပြန်တိကျပြန်ပြီနော်ဒီနေ့မှာတော့ယတီကတက်ခန့်နေမဟုတ်ပဲ Magical World Luxury Condo ကအခန်းတစ်ခန်းကိုလိုက်ပြပေးမှာပဲဖြစ်ပါတယ်ဒါဆိုလိုက်ကြည့်ဖို့တက် ready ပဲလားယတီနဲ့တူတက်ကြည့်လိုက်ကြရအောင်ဒီဆောက်ဦးပါဆိုရင်တော့ building A 11 floor မှာတည်ရှိတာဖြစ်ပြီးတော့ Sky Garden နဲ့လည်းနေတဲ့ Luxury Condo 2ဖြစ်ပါတယ်ရှင်ဒါဆိုယတီနဲ့တူတူတက်ကြည့်လိုက်ကြရအောင်နော်အားလုံးမြင်တွေ့ရတဲ့အတိုင်း Magical World မှာဆိုလို့ရှိရင်တော့အခန်းပေါင်း800ကျော်ရှိရဖြစ်ပြီးတော့မှအဲ့ထဲမှာဝယ်နာကြီးပါတာတော့9ခန်းနဲ့ပါရှိရဖြစ်ပါတယ်ဒီခန်းကတော့အဲ့9ခန်းနဲ့အခန်းပေါ့အခုလိုမျိုးထမင်းစားစပွဲပုံကိုထားပစ်ထားတာအပြင်ရတိထက်တောင်မှကြီးတဲ့ဒီလိုရေခဲတက်တာကြီးကြီးကိုလည်းထားပစ်ထားဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင်တော့ super set နဲ့အခုလိုမျိုး TV တင်လို့ရတဲ့စင်ဖြစ်လဲထားရှိထားတာဖြစ်ပြီးတော့ဒီလိုမျိုးတပုံပကြီးကားချက်တွေနဲ့လည်းအလှဆင်ပေးထားတာဖြစ်ပါတယ်ရှင်။ဒီခန်းမှာဆိုလို့ရှိရင်တော့2 bedroom ပါရှိတာဖြစ်ပြီး master bedroom နဲ့ single bedroom ဆိုပြီးပါရှိတာဖြစ်ပါတယ်။ဒီ master bedroom ခန်းထဲမှာဆိုရင်တော့နေအောက်ကတင်အပြင်အခုလိုမြင်တွေ့ရတဲ့အတိုင်း furniture တွေထားရှိထားပြီးတော့ရေချိုးခန်းအိမ်သာပါတစ်ခါပါရှိတာဖြစ်ပါတယ်။အပြင်ဘက်မှာဆိုရင်လည်းရေချိုးခန်းအိမ်သာတွဲရဲ့နောက်တစ်ခုပါရှိပါတယ်နော်။ single bedroom ခန်းထဲမှာကတော့နှစ်သက်ကလေးပုံစံမျိုးလေးလုပ်ပေးထားပြီးတော့အောက်မှာဆိုရင်စားလုပ်တာပဲဖြစ်ဖြစ်အလုပ်လုပ်တာပဲဖြစ်ဖြစ်အဆင်ပြေစေဖို့ရန်အတွက်စပွဲပုံတစ်ခုကိုလည်းပြင်ဆင်ပေးထားတာဖြစ်ပြီးတော့ဗီဒီယိုတစ်လုံးနဲ့ပါဝင်မှာသိရနော်။အော်နောက်ပြီးတော့ဒီလက်ရှိကိုနိုးပါစေကျေဝန်းနဲ့ကားပါကင်ရှိတာဖြစ်လို့ကားပါကင်အတွက်လုံးဝစိတ်မပူရအောင်နော်။ယတီခုပြပေးသွားတဲ့ Magical World က Luxury Condo ကိုစိတ်ဝင်စားရဆိုလို့ရှိရင်ယတီတို့ရဲ့ Golden Dream Hotline ဖုန်းနံပါတ်ဖြစ်တဲ့39 910 9363ကိုဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်ရှင်။